သမုဒ္ဒရာဝန္တထွာမြန်မာလူမျိုးတွေပြောလို့ရှိကြတယ်ဝန္တထွာတဲ့ဖြည့်တင်းရတဲ့ပမာဏဟာပင်လယ်ကြီးတစ်ခုကိုဖြည့်ရတယ်လို့ပဲဘယ်တော့မှမပြည့်နိုင်ဘူးပင်လယ်ကြီးလိုကျယ်ပြန့်တယ်လို့ပင်လယ်ကြီးထဲမှာရေချောင်းအင်းအိုင်တွေကဝင်လာတဲ့ရေတွေနဲ့ဘယ်လိုပဲဖြည့်တင်းပင်လယ်ကြီးဟာပြည့်သွားတယ်လို့မရှိဘူးဒါကြောင့်မလို့လူဘဝရောက်လာတဲ့လူသားတွေအနေနဲ့လည်းနေ့စဉ်နဲ့အမျှအစာအာဟာရတွေစားကြတရက်လည်းမပြီးနိုင်နှစ်ရက်လည်းမပြီးနိုင်တစ်သက်လုံးဖြည့်တင်းပြီးတော့နေကြလို့လူတွေရဲ့တထွားတမိုက်လောက်ရှိတဲ့ဝမ်းပိုက်လေးဟာပင်လေကြီးလောက်ဖြည့်တင်းရခက်ပါလားလို့ဆိုတဲ့အဓိပ္ပာယ်နဲ့သမုဒ္ဒရာဝန္တထွားလို့ဆိုကြတာပေါ့မြတ်စွာဘုရားကယခုလိုအာဟာရနဲ့ပတ်သက်ပြီးဖြည့်တင်းရမှုတွေနဲ့ပတ်သက်လာတဲ့အခါကမ္မထာ40ထဲမှာနှလုံးသွင်းဆင်ခြင်ရမယ့်ကမ္မထာတစ်ခုဖြစ်လည်းပဲအာဟာရေပฏิကူလတင်ညာလို့ဆိုတဲ့အစာအာဟာရနဲ့ပတ်သက်ပြီးတော့စိတ်ဆက်ဆုပ်ရန်ရှာပွဲကောင်းတဲ့အခြေအနေတွေကိုရှုမြင်သုံးသပ်ဖို့အမတ်တင်ညာတွေထားကြဖို့ဆိုပြီးတော့ဆုံးမဩဝါဒပေးတဲ့ဆုံးမဩဝါဒပေးတော်မူခဲ့တာဖြစ်တယ်ကမ္မထာ40ထဲမှာကမ္မထာတစ်ခုဖြစ်တယ်အဲ့ဒီထဲမှာလည်းအာဟာရေပฏิကူလတင်ညာလို့ဆိုတာသမုဒ္ဒရာဝန္တထွာအကြောင်းလည်းပဲပါတာပဲဘယ်တော့မှမပြည့်နိုင်တဲ့ဝမ်းပိုက်တစ်ခုကိုဖြစ်တင်းဖို့နေ့စဉ်နဲ့အမျှလောက်ကင်ဆောင်ရွက်ပြီးတော့နေကြတယ်အဲ့ဒီလောက်ကင်ဆောင်ရွက်နေမှုတွေဟာပြီးနိုင်သလားဆိုတော့ဘယ်တော့မှမပြီးဘူးပြည့်စုံသွားပြီလားလို့ဆိုဘယ်တော့မှလည်းမပြည့်စုံဘူးဒါဖြင့်မိမိတို့ဝမ်းရည်ဖြစ်တင်းမှုအတွက်လူတွေဟာနေ့စဉ်နဲ့အမျှစီးပွားဥစ္စာတွေရှာကြရမလုပ်တွေလုပ်ကြရတယ်နှုတ်နဲ့ပြောပြီးလုပ်တယ်ဥရိလဲရောက်လှုပ်ကိုင်လှုပ်ရှားပြီးတော့လေပစ္စည်းဥစ္စာတွေရှာဝေကြတယ်အဓိကပါလဲလို့ဆိုဝမ်းရည်ဖြစ်တင်းမှုပဲဒါကိုအသက်မွေးဝမ်းကြောင်းလို့ခေါ်တယ်ပေါ့အဲ့ဒီလိုအသက်မွေးဝမ်းကြောင်းလုပ်တဲ့အခါမှာကောင်းတဲ့အနေထားနဲ့ကြည့်လုံးကြတာမဟုတ်ဘူးမကောင်းတဲ့အနေထားနဲ့လည်းလုံးကြသည့်အတွက်ကြောင့်သမုဒ္ဒရာဝန္တထွာဖြစ်တင်းမှုအတွက်အကုသိုလ်တွေလည်းဖြစ်ပွားကြတယ်ပေါ့အကုသိုလ်တွေဖြစ်ပွားပြီးတော့တန်တရားဝဆဲထဲမှာနစ်မွန်းသွားကြအဲ့တော့သမုဒ္ဒရာဝန္တထွာကိုဖြစ်ရင်းနဲ့လူတွေဟာတန်တရားဝဆင်းရဲတဲ့မှာနေမွန်းပြီးတော့ဒုက္ခရောက်သွားကြဒီတော့ကိုလည်းစဉ်းကျင်စဉ်းစားပြီးတော့ကြည့်ဖို့လို့ဘဝတစ်ခုရလာလို့ရှိရင်သဗ္ဗေတ္တအာဟာရထိတိကာလို့ဆိုတဲ့အတိုင်းအာဟာရဆိုတဲ့အစာအာဟာရမရှိဘူးဆိုရင်ဘဝမှာယက်တည်နိုင်ကြမှာမဟုတ်ဘူးအဓိကဘဝယက်တည်နေရတာအစာအာဟာရပဲဖြစ်တယ်အဲ့ဒီအစာအာဟာရစားကြရမှလူဘဝလူခန္ဓာဆိုတာတည်ထနိုင်တယ်ပေါ့ဒါကြောင့်မလို့ဘဝတည်တံ့ရေးအတွက်ဖြစ်တဲ့အာဟာရကိုရှာရင်းဖွင့်ရင်းနဲ့လူတွေဟာမကောင်းမှုအကုသိုလ်တွေလုံးမရတာဖြစ်ပြီးတော့သွားကြတယ်ဒုစရိုက်တွေလောက်ကင်ပြီးတော့မိမိတို့ဝမ်းရည်အတွက်ဖြစ်တင်းပြီးတော့နေကြအဲ့ဒါနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဒေသနာတော်တစ်ပုဒ်ဟောကြားထားတာရှိတယ်ပေါ့မြတ်စွာဘုရားရဲ့အဆုံးအမလောကမှာဖြစ်နေမှုတွေဟာအဝင်ခွင်ချ
ဖြစ်ပြီးတော့နေတယ်မြတ်စွာဘုရားကလောကမှာဖြစ်ဖြစ်နေတဲ့လူတွေရဲ့အခြေအနေဒါတွေကိုဆင်ញင်သုံးသပ်ပြီးတော့တတိပေးဟောကြားထားတာရှိတယ်အဲ့ဒီဟောကြားထားတာကိုမှတ်သားနာယူကြပြီးတော့သမုဒ္ဒရာဝန္တထွားအတက်နဲ့မိမိတို့ကိုယ်တိုင်ဟာဒုစရိုက်လုပ်ငန်းတွေနဲ့အသက်မမွေးကြဖို့မတန်မှအရေးကြီးတယ်လို့ဒီလိုပြောဒုစရိုက်တွေနဲ့အသက်မွေးမိပြီဆိုလို့ရှိရင်တော့သမုဒ္ဒရာဝန္တထွားတက်နဲ့ဒုက္ခတွေနိမွန်းသွားကြမှာအဲ့ဒီလိုအသက်မွေးတဲ့အခါမှာအသက်မွေးသူဟာနှမျိုးနှစ်စားဖြစ်ပေါ်ပြီးတော့လာခဲ့တယ်မြတ်စွာဘုရားပြောရမယ်ဆိုရင်သူဇီဝံအဟိရိကေနအစမရှိတဲ့ပုဂ္ဂိုလ်တွေဟာအသက်မွေးဝမ်းချောင်းရှာဖွေဖို့အတွက်လွယ်ကူတယ်တဲ့အဲ့တော့လောကကြီးဖြစ်ပြနေတဲ့အခြေအနေတစ်ခုကိုဆင်ញင်သုံးသပ်ပြီးတော့မြတ်စွာဘုရားဒီစကားကိုဟောတာသူဇီဝံအဟိရိကေနအဟိရိကေနမဟုတ်တာလုပ်ရမှာမရှက်တတ်တဲ့ပုဂ္ဂိုလ်ဟာသူဇီဝံအသက်မွေးရှာဖွေဖို့အသက်မွေးဝမ်းချောင်းအတွက်ရှာဖွေဖို့လွယ်ကူတယ်အသက်မွေးဖို့လွယ်ကူတယ်တစ်ဖက်ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့အဆက်မရှိတဲ့ပုဂ္ဂိုလ်ဟာအသက်မွေးမှုအတွက်လွယ်ကူသလိုပဲနောက်တစ်ခုကျတော့ဟိရိမတာစဒုစေဝံမကောင်းမှုအကုသိုလ်တွေကရှက်ရွံ့ပြီးတော့နေတဲ့ပုဂ္ဂိုလ်လူစရိုက်လုပ်ငန်းတွေကိုရှောင်ရှားပြီးတော့သူစရိုက်လုပ်ငန်းနဲ့သာအသက်မွေးလို့တဲ့လောကမှာအရှက်ရှိကြတဲ့ပုဂ္ဂိုလ်မျိုးတွေကြတော့ဒုစီဝအသက်မွေးမှုအတွက်ခက်ခဲတယ်ပင်ပန်းတယ်လို့ဒီလိုဟောတာဒီကနေ့ခေတ်မှာလည်းစဉ်းစားကြည့်ပေါ့လောကမှာစီးပွားဥစ္စာတိုးပြီးတော့တိုးတက်ပြီးတော့ကြီးပွားနေကြတဲ့ပုဂ္ဂိုလ်တွေအားလုံးတော့မဟုတ်ဘူးတော်တော်များများဟာဘယ်ထဲပါနေတော့လို့ဆိုအဟိရိကလို့ဆိုတဲ့မဟုတ်တာလုပ်ရမှာမရှက်တဲ့ပုဂ္ဂိုလ်တွေအတိုင်းဝိုင်းထဲမှာဝင်နေသည့်အတွက်ကြောင့်ဒီကနေ့လူတွေသက်ရှင်မှုအတွက်အရေးကြီးတဲ့အစာအာဟာရတွေဆေးဝါးတွေအသုံးအဆောင်တွေကစလို့လူတွေကိုအကျိုးမပြုတဲ့လူတွေဒုက္ခရောက်နိုင်တဲ့အရာမျိုးတွေထည့်သွင်းပြီးတော့အစစ်မှန်မဟုတ်တဲ့အတုအယောင်တွေနဲ့ပစ္စည်းဥစ္စာတွေကိုဖြန့်ချီထုတ်လုပ်ရောင်းဝယ်နေကြတဲ့ပုဂ္ဂိုလ်တွေဟာကြီးပွားနေကြတယ်မြတ်စွာဘုရားရှုမြင်သုံးတတ်တဲ့အတိုင်းပဲမမှန်ကန်ကန်ရောင်းဝယ်လို့တဲ့ပုဂ္ဂိုလ်တွေပစ္စည်းမှန်မှန်ဈေးမှန်မှန်နဲ့ရောင်းဝယ်လို့တဲ့ပုဂ္ဂိုလ်တွေအသက်မွေးဝမ်းကြောင်းပြုဖို့ရခက်လာမမှန်မကန်လုပ်တဲ့ပုဂ္ဂိုလ်တွေကရှေ့တန်းရောက်လာတယ်လို့ဒီလိုဆိုရမှာမြတ်စွာဘုရားကိုယ်တိုင်ကလည်းဒီတိုင်းဟောခဲ့တာသူစီဝံအဟိရိကေနအရှက်မဲ့တဲ့ပုဂ္ဂိုလ်တွေအရှက်မဲ့တယ်ဆိုတာပါလဲမကောင်းတဲ့အလုပ်လုပ်ရမှာမရှက်ဘူးဒုစရိုက်နဲ့အသက်မွေးရမှာမရှက်ဘူးဘဒုသေးသေးငတေမှာပြီးရောဆိုတဲ့စိတ်ဓာတ်နဲ့မိမိကြီးပွားနေပြီးရောတခြားသူတွေဘာဖြစ်ဖြစ်ဆိုတဲ့အနေအထားမျိုးနဲ့ဆေးဆိုလဲအတုလုပ်တယ်စားတော့ကုန်တွေလည်းအတုလုပ်တယ်ပစ္စည်းဥစ္စာတွေလည်းအတုလုပ်ပြီးတော့
စားသုံးတဲ့ပုဂ္ဂိုလ်တွေကိုကောင်းကျိုးမဖြစ်စေရုံမျှမကဆိုးကျိုးကိုဖြစ်စေတတ်တာလေးနဲ့အသက်မွေးနေတဲ့ပုဂ္ဂိုလ်တွေရဲ့အခြေအနေကိုဆင်ញင်သုံးသပ်ကြည့်ပေါ့အဲ့ဒါလို့အသက်မွေးတဲ့ထဲမှာကိုမပါဖို့အရေးကြီးတယ်ပေါ့လောကမှာသမုဒ္ဒရာဝမ်းတထွာလေးဖြည့်ဖို့ရအတွက်ဒုစရိုက်နဲ့အသက်မွေးပြီဆိုလို့ရှိရင်တော့ဝမ်းတထွာလေးပြည့်မယ်လို့ထင်ပြီးတော့ကြိုးစားလိုက်တာနဲ့ပြည့်လာမဲ့ဟာကတော့တဏှာတဲ့နစ်မောမဲ့ဆင်းရဲဒုက္ခတွေလာဖြစ်တယ်ပေါ့ဝမ်းတထွာဖြည့်ဖို့ဆိုတာတော့ဘဝတစ်ခုရလာလို့ရှိရင်သေသည်အထိဖြည့်နေကြမှာပဲသို့တော်လည်းသေသည်အထိဖြည့်နေရတာကိုမြန်မြန်ဖြည့်ခြင်းလို့ဆိုတဲ့အနေအထားမျိုးနဲ့မမမကန်နဲ့စီးပွားရေးတွေပြုလုပ်ပြီးတော့ဒုစရိုက်လုပ်ငန်းနဲ့အသက်မွေးမယ်ဆိုလို့ရှိရင်ကတော့ဝမ်းတထွာမပြည့်ပဲနဲ့ဒုစရိုက်အကုသိုလ်တွေနဲ့ပြည့်ပြီးတဏှာဆိုတဲ့ပင်လယ်ကြီးထဲမှာနှိမ့်မွန်းပြီးတော့အပင်ငယ်ကနေပြီးတော့ဘယ်တော့မှတက်လာနိုင်မှာမဟုတ်ဘူးလို့ဒီလိုဆိုနိုင်တာပေါ့နော်လောကမှာအသက်မွေးမှုခြောင်ပြီးတော့စီးပွားရေးလမ်းဖြောင်းနေတဲ့ပုဂ္ဂိုလ်တွေဟာဘယ်လိုပုဂ္ဂိုလ်တွေလဲကြီးပွားတိုးတက်ဖို့ခက်ခဲနေတဲ့ပုဂ္ဂိုလ်တွေကဘယ်လိုပုဂ္ဂိုလ်တွေလဲရေပေါ်ရဒီနှစ်ခုကိုနှိုင်းယှဉ်ပြီးတော့မြတ်စွာဘုရားကအဓိကဥတည်ချက်ကတော့ယဟန်တော်တွေကိုဥတည်ပြီးတော့ဟောထားတဲ့ဒေသနာတော်နှစ်ပုဒ်ပဲသို့တော်လည်းကမ္ဘာလောကမှာရှိတဲ့လူသားတွေအားလုံးနဲ့သက်ဆိုင်တယ်ပေါ့အသက်မွေးဖို့သက်သာချောင်ကြည့်တယ်အစဉ်ပြေတယ်ရလွယ်တယ်စီးပွားဖြစ်လွယ်တယ်အဲ့ဒါလို့စီးပွားဖြစ်လွယ်တယ်ဆိုတဲ့အရာတွေဟာဘာကြောင့်ဖြစ်လာလဲဆိုဗျာကြီးပွားတိုးတက်လွယ်တဲ့ပုဂ္ဂိုလ်တွေဟာဘာကြောင့်အကုန်လုံးကိုပြောတာမဟုတ်ရေကုန်ရခြုံပြီးတော့ဟောတဲ့စကားရေကုန်ရဆိုဒီမှာရခိုင်နှုံးများတာနော်လူတိုင်းဟာမကောင်းတဲ့နည်းနဲ့စီးပွားရှာနေကြတာမဟုတ်ဘူးကောင်းတဲ့နည်းနဲ့စီးပွားရှာတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်သို့တော့ရေကုန်ရလို့ဆိုတဲ့ရခိုင်နှုံးနဲ့တွက်ကြည့်ပြီးတော့ပြောတဲ့အခါကျတော့မြတ်စွာဘုရားကဟောထားတယ်သူစီဝံအဟိရိကေနကာကသူရေနဓန္တိနာပက္ခန္တိနာပက္ခပေနပက္ခန္တိနာပက္ခပေနဒီချက်တွေနဲ့ပြည့်စုံနေတဲ့ပုဂ္ဂိုလ်ဟာအင်တန်မှအသက်မွေးဝမ်းကြောင်းလုပ်ဖို့လွယ်တယ်ပက္ခန္တိနာပက္ခပေနတံကိလေထေနစီဝိတံဆိုပြီးတော့မြတ်စွာဘုရားကထောက်ပြထားတယ်အေးမဟုတ်တာလောကမှာမရှက်ဘူးဆိုတဲ့အဟိရိကဒီလိုပုဂ္ဂိုလ်တွေဟာအတ္တမွေးဝမ်းကြောင်းပစ္စည်းဥစ္စာရှာဖွေဖို့ရလွယ်တယ်အလွယ်ကူနဲ့ချီးပွားတိုးတက်တယ်ဒီလိုဆိုတာဒုစရိုက်တွေမဟုတ်တာလောကမှာတွေမရှက်တဲ့ပုဂ္ဂိုလ်အဟိရိကအဲ့ဒါလို့မရှက်တာမှဘယ်လောက်ထိအောင်မရှက်တုံးဆိုကာကသူရေနလို့မြတ်စွာဘုရားကဆက်ပြီးတော့ဟောထားတယ်ကြီးရဲတဲ့ကောင်ဒီမကြောက်မရွံ့တဲ့အစာအာဟာရကိုထိုးသုတ်တတ်တယ်လို့ပဲကာကသူရစွတ်အတင်းကြီးဟာစွတ်အတင်းအစာအာဟာရကိုနှိုက်ယူတတ်တယ်လို့ဒီပုဂ္ဂိုလ်ဟာလည်းပဲစီးပွားရှာတဲ့အခါမှာလက်ရဲစရဲရှိတယ်ဘယ်သူစီကပဲဖြစ်ဖြစ်ရတဲ့နည်းနဲ့ယူတယ်ရတာလို့ရှိရင်ဘာနှစ်ဖူးတိုက်တူးတယ်ဆိုတဲ့ပုဂ္ဂိုလ်မျိုးဖြစ်တယ်ဒီဥစ္စာရဖို့တခုတည်းကြည့်တယ်တရားတော်မတရားတော်ဒါတွေကိုမစင်စားဘူးအဲ့ဒီပုဂ္ဂိုလ်မျိုးဟာကာကသူရကြီးရဲ့တဲ့ရသော်ဗျာ
ကြီးများလို့ပဲအစာရဖို့ပဲတခုတည်းကြည့်ပြီးတော့လက်ရဲစရဲနဲ့လှုပ်ထရှိတဲ့ပုဂ္ဂိုလ်မျိုးဟာသူ့စီဝန်အသက်မွေးဝမ်းကြောင်းရှာဖွေလို့လွယ်ကူတယ်စီးပွားဥစ္စာတက်လွယ်တယ်လို့ပြောဟောနောက်တစ်ခုကဓမ္တိနာခုခေတ်ပြောနေတဲ့စကားရပ်တွေပေါ့တယောက်နဲ့တယောက်အပုတ်ချပြီးတော့တယောက်မကောင်းကြောင်းတယောက်ပြောပြီးတော့စီးပွားရှာကြတဲ့ပုဂ္ဂိုလ်တွေရှိမိမိကုန်ပစ္စည်းကိုအမွန်းတင်ပြီးတော့သူများကုန်ပစ္စည်းကိုရှုတ်ချပြောဆိုတဲ့ပုဂ္ဂိုလ်အဲ့ဒါလို့လုပ်ပြီးတော့စီးပွားရှာကြတဲ့ပုဂ္ဂိုလ်တွေဓမ္တိလို့ခေါ်သူများကုန်ကိုချိုးချိုးဖဲ့ဖဲ့ဖြစ်အောင်လုပ်ပြီးတော့မှစီးပွားရှာအဲ့ဒီပုဂ္ဂိုလ်မျိုးကိုပြောကြတာသူများမျက်ရည်ကျမှထမင်းဝတဲ့ပုဂ္ဂိုလ်မျိုးလို့ဒီလိုဆိုကြတယ်အဲ့ဒီပုဂ္ဂိုလ်မျိုးဟာလည်းပဲအသက်မွေးဝမ်းကြောင်းလွယ်ကူတယ်စီးပွားဥစ္စာဖြစ်လွယ်တယ်ဒီလိုပြောတယ်နောက်တစ်ခုကဘာလို့ဆိုပက္ခန္တိနာပက္ခန္တိနာဆိုတာကိုလှုပ်တဲ့အလုပ်မဟုတ်တာကောင်းပြီးတော့နာမည်ရလာပြီဆိုရင်ကိုလှုပ်တာမဟုတ်ပြီမဲ့လို့ကိုလှုပ်တာလို့ဟန်ဆောင်ပြီးတော့ပေါ်ပြတတ်တဲ့ပုဂ္ဂိုလ်မျိုးတွေကိုတကယ်လှုပ်တာမဟုတ်ဘဲနဲ့လှုပ်သူကတခြားအယောင်ဆောင်တစ်စိတ်ကတ်တဲ့ပုဂ္ဂိုလ်ကတခြားမိမိကိုယ်တိုင်ထုတ်လုပ်တာမဟုတ်ဘဲနဲ့တခြားသူထုတ်လုပ်တာကိုမိမိရဲ့အမည်နာမတင်ပြီးတော့စီးပွားရှာတာမျိုးလည်းပဲလောကကြီးမှာရှိတယ်ဒါမျိုးကိုပက္ခန္တိနာလို့ခေါ်တယ်သူများလှုပ်ထားတဲ့အလုပ်ထဲမှာမိမိလှုပ်တဲ့ရောင်ထင်ရလေအောင်ဟန်ဆောင်လုတ်ကင်တတ်တဲ့ပုဂ္ဂိုလ်တွေသူများအလုတ်ထဲပြေးဝင်တတ်တဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်မျိုးဟာလည်းပဲသက်ရှူချောင်းနဲ့တက်မွေးဝမ်းကြောင်းလွယ်ကူတယ်ပစ္စည်းဥစ္စာစီးပွားတိုးတက်လာတယ်ဒါကိုအကြောင်းပြုပြီးတော့ငွေရလွယ်တယ်ပေါ့ပက္ခပေနပက္ခပဆိုတာဉာဏ်ဉာဏ်ဌာနရင်ကြီးကြီးတိမ်တိမ်မွေ့မွေ့မဟုတ်ဘူးဉာဏ်ဉာဏ်ဌာနဆက်ဆံတယ်အယောင်းဝယ်လုပ်တဲ့အခါမှာလည်းပဲဉာဏ်ဉာဏ်ဌာနအတင်းအကျပ်လုပ်တာမျိုးတွေအဲ့ဒါမျိုးတွေလုပ်တဲ့ပုဂ္ဂိုလ်မျိုးတွေလည်းရှိတယ်ရင်ကြီးတိမ်မွေ့မှုမရှိဘူးတစ်ဖက်သားနစ်နာခြင်းနစ်နာပါစေစိတ်ဓာတ်ရေးရာကစပြီးတော့ကြမ်းတမ်းတဲ့ပုဂ္ဂိုလ်မျိုးတွေကိုပက္ခပလို့ဒီလိုခေါ်တယ်အဲ့ဒီပက္ခပဆိုတဲ့ယုံကြမ်းတဲ့ပုဂ္ဂိုလ်မျိုးတွေဟာလည်းပဲစီးပွားဖြစ်လွယ်ကြတယ်သူများတဲ့ပို့ပြီးတော့အမျက်တွေရကြတယ်လို့ဒီလိုပြောတာနော်တန်ကိလေထေနဇီဝိတံတခြားနည်းမျိုးစုံနဲ့ညစ်ပတ်တဲ့စိတ်နဲ့စီးပွားရှာကြအေးဗမာပြည်မှာဆိုလို့ရှိရင်အခုမကြားခြင်းအဆုံးနေအများကြီးပဲမကြားခြင်းအဆုံးဘုရားဘာသာဝင်သူတော်စင်တွေဖြစ်သည့်အားလျော်စွာကောင်းရောင်းကောင်းဝေမမှန်ကန်ကန်လှုပ်တဲ့နေပေါ့မမှန်ကန်ကန်လှုပ်တဲ့နေမမှန်ကန်ကန်မလှုပ်ဖဲနဲ့ဒီမိမိစာဝတ်နေပြည့်စုံရင်ပြီးရောစားသုံးတဲ့ပုဂ္ဂိုလ်တွေဘာဖြစ်ဖြစ်လို့ဆိုတဲ့စိတ်ဓာတ်မျိုးဟာအတော်ကြောက်เสียကောင်းတဲ့စိတ်ဓာတ်မျိုးနဲ့လုံနေကြတာများကုန်ပြီပေါ့ဥယျာဉ်တွေဟာတစစတိုးလာတယ်ရိုးရိုးသားသားလှုပ်ရှားနေလို့ထမင်းမဝဘူးဒီလိုလုံးဝထမင်းဝတယ်လို့ဆိုပြီးအစစ်နဲ့အတူရောလို့ရောအလုံးကြားရသမျှတော့အလုံးကိုကြောက်လန့်เสียကောင်းတဲ့အနေအထားမျိုးတွေရှိတယ်ငပိထုတ်လုပ်တဲ့ပုဂ္ဂိုလ်ကလည်းဓာတ်မြေဩဇာတွေနဲ့ရောတယ်လို့ဆိုတာလေကြားနေကြမှာပဲစားသုံးတဲ့ပုဂ္ဂိုလ်တွေဟာဘာတွေဖြစ်ကုန်နိုင်မလဲစဉ်းစားဖို့ကောင်းတယ်ပေါ့ဒီကနေ့မေတ္တာအခါတော်နေ့လို့ဆိုတော့ဘုရားဘာသာဝင်သူတော်စင်တွေအနေနဲ့အခုလိုတစ်ဖက်သားအကျိုးပြပြနိုင်မဲ့အလုပ်မျိုးတွေနဲ့အသက်မမွေးဘူး
မိမိစီးပွားမဖြစ်ချင်နေပါစေတစ်ဖက်သားဒုက္ခရောက်မဲ့အလုပ်မျိုးကိုမလုပ်သင့်ဘူးလို့တစ်ဖက်သားရဲ့အကျိုးစီးပွားကိုသာလိုလားမယ်ဆိုတဲ့မွန်မြတ်တဲ့စိတ်နေစိတ်ထားတွေနဲ့ပဲစီးပွားရှာဖို့တင့်တယ်ပေါ့အဲ့လိုမဟုတ်ဘဲနဲ့စီဆိုလဲအယောအနောအန္တရာယ်ဖြစ်မဲ့ဟာတွေနဲ့ရောင်းကြဝယ်ကြဟောတခြားဟာမပြောနဲ့ဘုန်းကြီးတွေဝတ်တဲ့သင်္ကန်းတောင်မှပဲဓာတုဗေဒဆေးတွေနဲ့ကြာကြာဝတ်တဲ့ပုဂ္ဂိုလ်တွေဟာအရေးပြားယောဂဖြစ်လာနိုင်တဲ့အနေအထားမျိုးတွေဖြစ်လာ။ဘာဖြစ်လို့လဲဆိုရင်သင်္ကန်းတွေကိုဆိုးတဲ့ခြီဆိုးတဲ့ဆေးတွေဟာလူကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့ဆေးတွေပါလာတယ်။ပါလာတဲ့အတွက်ကြောင့်ဆရာဝန်တွေပြောရဆိုလို့ရှိရင်ဒါတွေကြာကြာဝတ်လို့ရှိရင်အရေးပြားကိုထိခိုက်ပြီးတော့ဒုက္ခရောက်နိုင်တယ်လို့ဒီလိုဆိုတယ်အဲ့တော့ဒါမျိုးတွေလည်းလောကမှာအတော်ကြောက်စရာဖြစ်လာဘုန်းကြီးတို့ကိုယ်တိုင်ပဲဒီသင်္ကန်းတွေဝတ်တဲ့အခါမှာတယ်လီဖုန်းဟန်ဆက်ကလေးအဖြူရောင်လေးကင်တာတဖြည်းဖြည်းအဝါဖြစ်သွားတယ်။ဘာဖြစ်လို့ဝါသွားတယ်လဲလို့ဆိုရင်ဝတ်တဲ့သင်္ကန်းကနေကျွတ်ပြီးတော့လက်ဆွဲလက်ကနေပြီးတော့တယ်လီဖုန်းဟန်ဆက်ကိုအယောင်ပြောင်းသွားစေတယ်ချွတ်လို့မရနိုင်ဟောဒီလိုဖြစ်တယ်အဲ့တော့ရိုးရိုးအယောင်ဆိုလို့ရှိရင်အကြောင်းမဟုတ်ဘူးလူရဲ့အရေးပြားကိုထိခိုက်စေတတ်တဲ့ဓာတုဗေဒဆေးမျိုးတွေဆိုလို့ရှိရင်နောက်ထပ်ယောဂရဖို့ရှိလာပြီယောဂရဖို့ရှိအစာအာဟာရတွေနဲ့ပတ်သက်လာလို့ရှိရင်လည်းစားဝတ်စရာမရှိတော့တဲ့အနေအထားမျိုးရောက်လာတယ်ဒါကကိုကျင့်တရားတွေပြပြန်းလာတာနဲ့ပတ်သက်ပြီးတော့ပြောပြအလကားပြောတာမဟုတ်ဘူးတရားပြပြန်းလာပြီဆိုလို့ရှိရင်ဘုန်းကြီးတို့ဆရာတော်ဘုရားကြီးမိန့်ရှိတယ်လို့အေးတရားပြည့်ရင်တော့တရက်ပြားကြမှာပဲဆိုရင်ထိုင်မယ်နော်ပြပြန်းမှုတွေတော်တော်များလာတယ်ပြောစီဆိုလဲမတတ်နာတွေနဲ့ရောတယ်အကျော်လောဆိုတာလဲမတတ်နာတွေနဲ့ရောတယ်နောက်ဆုံးမှာမပြောသည်ကအစဆေးတုဆေးစိတ်စားဝတ်စရာအနေထားမရှိတော့ဒါကြောင့်မို့မြန်မာနိုင်ငံမှာစင်းစရာပြုတ်ပြီးတော့သေချာကြည့်မယ်ဆိုလို့ရှိရင်အသက်ယောဂါတို့ကြောက်ကပ်ယောဂါတို့ဟာပို့ပြီးတော့များလာတယ်။ဘာကြောင့်ဖြစ်ရတာလဲဆိုရင်အစာအသောက်တွေကြောင့်ဖြစ်တယ်ဒီလိုဆိုတယ်ဘုဒ္ဓဆေးတွေလည်းအလွန်အကျွံသုံးဓာတုဗေဒဆေးတွေဓာတ်မြေဩဇာတွေအလွန်အကျွံအသုံးပြုပြီးတော့စိုက်ပျိုးထားတဲ့သီးနှံတွေကိုစားကြတဲ့ပုဂ္ဂိုလ်တွေဟာဆေးကုလို့မဆုံးနိုင်အောင်ယောဂဝေဒနာတွေဖြစ်လာကြမှာပဲဒါကြောင့်မို့လို့ယောဂဝေဒနာတွေဟာတဖြည်းဖြည်းများလာတာဟာအကုသိုလ်ကံကြောင့်ကြီးမဟုတ်ဘူးလူတွေလှုပ်ချင်းကြောင့်ယောဂဝေဒနာတွေပို့ပြီးတော့ဖြစ်လာမြန်မာနိုင်ငံရဲ့မြေပေါ်မှာတစ်ချိန်တုန်းကတစ်တော်ကြီးတွေလွှမ်းမိုးပြီးတော့စိတ်လန်းစုပ်ပြေးနေတဲ့ตาရတဲ့နိုင်ငံတစ်ခုကအခုချိန်မှာတောတွေတောင်တွေဟာတောပြုံးတောင်ပြုံးတောင်ကရုံးစတိကုန်းဘဝကိုရောက်ကုန်တာဘယ်သူတွေလောက်တာလဲလို့ဆိုရင်လူတွေလောက်ကြတာပဲဒီမြေပေါ်နေတဲ့ပုဂ္ဂိုလ်တွေဟာမစင်မကျင်လောက်ကံလေးအတွက်ကြောင့်သဘာဝပတ်ဝန်းကျင်ကြီးဟာပျက်စီးသွားပြီးတော့ဘသူတွေကိုပြန်ပြီးတော့ထိခိုက်တုံးဆိုရင်လူတွေကိုပဲပြန်ထိခိုက်တယ်ဒါတွေဟာသဘာဝတရားတွေမကောင်းတာတွေလှုပ်ချင်းတွေမကောင်းကျိုးကိုပြန်ပြီးတော့ပေးတယ်ဆိုတဲ့နိယာမတရားအတိုင်းပဲဥပနိဒယပစ္စည်းဖြစ်တဲ့သဘာဝတောတောင်ရေမြေတွေဟာလူတွေကိုအကျိုးပြုရမယ်အစားလူတွေဖြည့်ဆည်းထားတဲ့အတွက်ကြောင့်သူတို့ကတဖန်လူတွေကိုပြန်ဖြည့်ဆည်းတဲ့အနေအထားမျိုးရောက်ရှိလာပြီ
အဲ့တော့ဘုန်းကြီးတို့တွေခုအချိန်မှာဒီတဘာဝပတ်ဝန်းကျင်တွေကိုထိမ့်သိမ်းစောင့်ရှောက်ကြတယ်လို့လူသားတွေရဲ့ကျမ်းမာရေးကိုလည်းထိမ့်သိမ်းစောင့်ရှောက်ဖို့သင့်တယ်ဒါရေးကုညီမှုအသင်းတွေပေါ်လာတယ်ဆိုတာမကျမ်းမာတဲ့လူတွေများလာတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ်နေတယ်ဒါရေးကုညီမှုအသင်းနဲ့အရေးကြီးတာကကျမ်းမာရေးကိုကုညီတဲ့အသင်းကပို့ပြီးတော့အရေးကြီးတယ်ဒေသွားမှတော့ဘာမှမထူးတော့ဘူးဒေသွားတဲ့ပုဂ္ဂိုလ်ကဘာမှမထူးဘူးပြန်ရှင်အောင်လဲလုပ်လို့မရဘူးအရေးကြီးတာတော့ကျမ်းမာနဲ့လူဘဝလူခီးတိုင်းပြည်အကျိုးဘာသာအကျိုးသာသနာအကျိုးဆောင်ရွက်နိုင်ကြဖို့ကုသိုလ်တရားတွေမိမိတို့တဏ္ဍာမှာဖြစ်ပွားစေဖို့ဆိုတာဒါကပို့ပြီးတော့အရေးကြီးတယ်အရေးကြီးတာနဲ့အရေးမကြီးတာခွဲခြားသိပြီးတော့အရေးကြီးတာကိုပို့ပြီးတော့လှုပ်တင်လှုပ်ထိုက်ကြတယ်ပေါ့မြန်မာနိုင်ငံမှာစီဝါနဲ့စီဝါရှာတဲ့ပုဂ္ဂိုလ်အစာအာဟာရထုတ်လုပ်မှုနဲ့စီဝါရှာတဲ့ပုဂ္ဂိုလ်လူသုံးကုန်ပစ္စည်းတွေထုတ်လုပ်မှုနဲ့စီဝါရှာနေကြတဲ့ပုဂ္ဂိုလ်တွေဟာလူရဲ့ကျမ်းမာရေးကိုထိခိုက်ပြီးတော့မှစီးပွားဖြစ်မယ်ဆိုလို့ရှိရင်မိမိတို့ကိုယ်တိုင်ကမလုပ်သင့်ဘူး။ဘာဖြစ်လို့မလုပ်သင့်လဲ။တစ်ဖက်သားနစ်နာမဲ့အလုပ်ကိုမလုပ်ဘဲနဲ့အဘယဌာနစီဝိဒဌာနအလှတော်ကြီးကိုပေးကြဖို့လိုအပ်ပါတယ်။မိမိတို့စီးပွားရေးလမ်းဖြောင်းမှုအတွက်တစ်ဖက်သားတွေဒုက္ခရောက်မဲ့အလုပ်မျိုးကိုမလုပ်သင့်ဘူး။ဘာပဲဖြစ်ဖြစ်အစာအာဟာရတွေဟာလူကိုစာစားပြီးရင်လူကိုအကျိုးဖြစ်စေမှပို့ပြီးတော့ကောင်းမှာအကျိုးမဖြစ်စေတဲ့အရာတွေလူတွေစားဖို့ထုတ်ထားလို့ရှိမိမိတို့အမြတ်ရယုံစီးပွားဖြစ်ယုံတခုတည်းမကြည့်ပဲနဲ့အများတော်တွေချမ်းသာဖို့လို့ဆိုတဲ့မေတ္တာတရားရှေ့သွားထားပြီးတော့ဓမ္မစိုးတရားကိမ့်ပြီးတော့မှစီးပွားရှာဖို့ရတဲ့နေပေါ့အဲ့လိုမဟုတ်လို့ရှိရင်စီးပွားရေးတော့ဖြစ်မှာပဲသို့တော့ဖြစ်ပေါ်လာတဲ့စီးပွားကြောင့်မိမိပစ္စည်းကိုအသုံးပြုတဲ့ကြံတဲ့ပုဂ္ဂိုလ်တွေဟာဒုက္ခတွေအနန္တနဲ့တဏှာထဲမှာဒီလိုနဲ့ရလာတဲ့ဘဝလေးမှာကုသိုလ်ကောင်းမှုလည်းမလုပ်နိုင်ကြတရားတော်လည်းအာမထုတ်နိုင်ကြနှလုံးမသွင်းနိုင်ကြလူမမာဘဝရောက်ရှိပြီးတော့သနာစရာအနေအထားမျိုးနဲ့ဘဝတစ်ခုဆုံးသက်သွားကြမှာတန်ဖိုးရှိတဲ့ဘဝဟာဘာမှလုပ်လိုက်ရမှာမဟုတ်ဘူးအဲဒါကြောင့်မလို့တန်ဖိုးရှိတဲ့ဘဝကိုတန်ဖိုးရှိကျမ်းမာအသက်ရှည်ဖို့အတွက်တို့လုပ်တဲ့ပစ္စည်းဟာအကူအညီဖြစ်ပါတယ်လို့မြင့်မြတ်တဲ့စိတ်ဓာတ်တွေထားပြီးတော့မတန်တဲ့စီတွေမတန်တဲ့အာဟာရတွေလူကိုအကျိုးမပြုတဲ့အရာတွေမိမိတို့ထုတ်လို့ရောင်းချတဲ့ထဲမှာမပါဝင်ဖို့ဒါတွေနဲ့မလုပ်ဖို့ဒါအမတန်မှအရေးကြီးအဲ့ဒါလို့မလုပ်ခြင်းအဖြစ်ကုသိုလ်မရဘူးလို့မအောင်မေ့နဲ့အလွန်ကြီးမားတဲ့ကုသိုလ်လို့ခေါ်တယ်။ဘာကုသိုလ်တော့ဆိုအဘယဒါနဇီဝိတဒါနလူတွေဘေးမဖြစ်အောင်စေရနာထားပြီးတော့လုပ်သည့်အတွက်ကြောင့်အဘယဒါနလူတွေအသက်ရှင်မှုအတွက်ထောက်ကူပြုတာဖြစ်သောကြောင့်ဇီဝိတဒါနလို့ဟောမေတ္တာတရားထားပြီးတော့ခုလိုစီးပွားရှာကြမယ်ဆိုလို့ရှိရင်အဝတ္တမစီးပွားရေးလဲထိုက်တဲ့မိမိတို့ပစ္စည်းကိုသုံးဆွဲကြတဲ့ပုဂ္ဂိုလ်တွေလည်းကျမ်းမာမယ်အသက်ရှိမယ်အမျိုးဘာသာသာသနာရဲ့အကျိုးကိုတည်ဖို့ဆောင်ရွက်နိုင်ကြမယ်မိသားစုရဲ့အကျိုးကိုတည်ဖို့ဆောင်ရွက်နိုင်ကြမယ်ကုသိုလ်တရားဖြစ်ပွားအောင်ကြိုးစားနိုင်ကြမယ်လို့ဒီလိုအကျိုးတရားတွေဖြစ်ပွားစေပါအဲ့ဒီလိုမှမဟုတ်လို့ရှိရင်မိမိတို့အနေနဲ့စီးပွားဖြစ်ရင်ပြီးရောကြံတဲ့ပုဂ္ဂိုလ်တွေဘာဖြစ်ဖြစ်ကောင်းတာရောမကောင်းတာရောအကုန်လုံးလောက်ကြမယ်ဆိုလို့ရှိရင်မမမကန်တဲ့ဆေးဝါးတောက်ကြရလို့ယောဂမပြောက်ဖဲနဲ့ယောဂမပြောက်ဖဲနဲ့ယောဂတွေတိုးလာနိုင်တယ်အစားအစာ
မမှန်ကန်တဲ့အစားအစာတွေစားကြရသည့်အတွက်ကြောင့်ကျမ်းမာရေးပျက်စီးပြီးတော့ဆင်းရဲဒုက္ခရောက်ကြရတယ်အဲ့ဒီလိုမဖြစ်အောင်လူတိုင်းဟာမေတ္တာစေတနာထားပြီးတော့အဘယဒါနဇီဝိတအလှကိုလှူသင့်တယ်လို့အင်္ဂတန်ကြီးမြတ်တဲ့ကုသိုလ်ကောင်းမှုကြီးတစ်ခုပါဖရာတဲ့ကျောင်းဆောင်မှာကုသိုလ်ရတာမဟုတ်ပါဘူးစိတ်နေစိတ်ထားကောင်းမွန်စွာအများချမ်းသာကိုဆောင်ရွက်တာတွေမှန်သမျှဟာကုသိုလ်တွေကြီးပါပဲအများချမ်းသာအောင်ဆောင်ရွက်တဲ့ကုသိုလ်အမတမကြီးမားတဲ့ကုသိုလ်လို့ခေါ်ပါအလုံးစဉ်းစားကြည့်ပေါ့မဆလရွာကမခလူလင်တို့အမှုပြုတဲ့လူငယ်လူရွယ်တွေဟာလူမှုအကျိုးပြုလုပ်ငန်းတွေကိုလုပ်ကြလူတွေကနှစ်သက်တဲ့ကြည်ပြောရှုွယ်ဖြစ်အောင်ပန်းဝေနေတိဆောက်ကြတယ်လမ်းတွေခင်းကြတယ်ပြုပြင်ပေးကြတယ်အများစိတ်နှလုံးချမ်းသာအောင်ရေတွင်းရေကန်တွေတူးကြတယ်ဆိုတဲ့လူမှုအကျိုးပြုကုသိုလ်ကောင်းမှုတွေကြောင့်နတ်ပြည်ရောက်ကြတာဒီကုသိုလ်ကောင်းမှုဟာကြီးမားတဲ့ဒါကြောင့်မို့လို့မိမိတို့စီးပွားရှာကြတဲ့အခါမှာမြည်သူပဲဖြစ်ဖြစ်ကိုရှာတဲ့စီးပွားရေးကိုယ့်အကူဆင်ញင်သုံးသပ်ပြီးတော့တို့ရှာတဲ့စီးပွားရေးကိုအကြောင်းပြုပြီးတော့ဘယ်သူမှမထိခိုက်ပါစေနဲ့ကျမ်းမာရေးကိုလည်းမထိခိုက်ပါစေနဲ့စီးပွားရေးကိုလည်းမထိခိုက်ပါစေနဲ့ပညာရေးကိုလည်းမထိခိုက်ပါစေနဲ့မှန်မှန်ကန်ကန်တို့ထုတ်လိုက်တဲ့ပစ္စည်းကိုစားသုံးကြရတဲ့ပုဂ္ဂိုလ်တွေစိတ်ချမ်းသာကိုယ်ချမ်းသာကျမ်းကျမ်းမှန်မှန်ပျော်ရွှင်စွာနဲ့လူဘဝကောင်းကျိုးတွေကိုဆောင်ရွက်နိုင်ကြပါစေဆိုတဲ့ဒီမေတ္တာထားလိုက်မယ်ဆိုရင်အဘယဒါနစီဝိတဒါနအလှတော်ကြီးကိုနေ့စဉ်ပေးလှူနေတာပဲဖြစ်တယ်ပေါ့အလွန်မွန်မြတ်ပါလေဒါကြောင့်မို့ဘုရားဘာသာနိုင်ငံအနေနဲ့မမှန်ကန်တဲ့ပစ္စည်းတွေထုတ်လို့ရောင်းချခြင်းဟာခိုးခြင်း25ပါးထဲမှာပါဝင်နေတာဖြစ်လို့ဘုရားဘာသာဝင်တွေအနေနဲ့ရှောင်ကျဉ်ကြရမှာဖြစ်တယ်ပေါ့ခိုးခြင်း25မျိုးဆိုတာအတုလုပ်ပြီးခိုးတာလဲခိုးတာပါပဲအစစ်တဲကိုအတုရောပြီးခိုးတာလဲခိုးတာပဲအဲ့တော့ကြောင့်မို့လို့ဒါမျိုးတွေဟာမလုံးသိမလုံးထိုက်တဲ့အရာတွေဖြစ်လို့အကုသိုလ်တွေမိမိတို့အတွက်အကုသိုလ်တွေဟာတပုံတစ်ခေါင်းကြီးအကုသိုလ်တွေဝင်လာပြီးနောက်ဆုံးမှာပင်လယ်ထဲသွားတဲ့လှေပေါ်မှာအစမတန်ကြောက်တုံးတွေတင်လို့ရှိရင်အဲ့ဒီလှေသင်းမောဟာနစ်မြုပ်သွားနိုင်တယ်လို့ပဲအကုသိုလ်တွေအစမတန်နေစဉ်နဲ့အမျှစီးပွားရှာရင်အကုသိုလ်တွေလောက်လာလို့ရှိရင်ဘဝတန်တရားမှာနစ်မြုပ်သွားနိုင်တယ်လို့ဆိုတာကိုသတိထားကြဖို့ပေါ့မိမိတို့ကိုယ်တိုင်မှန်မှန်ကန်ကန်အသက်မွေးဝမ်းကြောင်းမှုပြုခြင်းဖြင့်တစ်ဖက်သားကိုများစွာအကျိုးပြုစေအကျိုးပြုနိုင်တယ်ဒါကြောင့်မို့လို့မြတ်စွာဘုရားဟောထားတဲ့ဒီဒေသနာတော်ထဲမှာသမုဒ္ဒရာဝန္တထွားကိုဖြစ်တွင်းတဲ့ပုဂ္ဂိုလ်2မျိုးရှိတယ်ထင်မယ်မကောင်းတဲ့အမျိုးအစားဘာလို့မကောင်းတဲ့အမျိုးအစားဖြစ်တဲ့ပုဂ္ဂိုလ်တွေဟာစီးပွားဖြစ်လွယ်တယ်ဘယ်လိုပုဂ္ဂိုလ်မျိုးတွေလဲအဟိရိကေနသူစီပွားမကောင်းမှုဒုစရိုက်ကိုလုံးဝမရှက်ဘူးမကောင်းမှုလုံးဝမယွံဘူးမဆက်ဆုပ်ဘူးမကောင်းတဲ့နည်းနဲ့အသက်မွေးရမှာမကြောက်ရွံ့ဘူးဆိုတဲ့ပုဂ္ဂိုလ်တွေဟာအသက်မွေးဝမ်းကြောင်းအတွက်လွယ်ကူတယ်တဲ့ခုမြန်မာနိုင်ငံမှာဆိုလို့ရှိရင်မူရစ်ဆေးဝါးဆိုတာလေအလွန်ကြီးမားတဲ့အန္တရာယ်ကြီးတစ်ခုဖြစ်တာလွန်ကြီးမားတဲ့အန္တရာယ်ကြီးဖြစ်တာမြန်မာလူမျိုးတွေရဲ့နောက်ဆက်မျိုးဆက်တိတ်ကလေးတွေဟာမူရစ်ဆေးဝါးထဲမှာနေမွန်းသွားမယ်ဆိုလို့ရှိရင်မြန်မာလူမျိုးတွေရဲ့မျိုးဆက်တွေဟာကြောက်ရွံ့စရာကောင်းတဲ့အနေအထားမျိုးထိအောင်ရောက်ရှိသွားနိုင်တယ်ပေါ့ဒါကြောင့်မို့ဒါတွေလဲဝိုင်းဝန်းပြီးတော့ဆောင်ရွက်တဲ့ဆောင်ရွက်ထိုက်တယ်ဒီအလုပ်တွေကိုတာမန်အလုပ်တွေလို့မအောင်မေ့လေနဲ့ကြီးမားတဲ့ကုသိုလ်ကောင်းမှုအလုပ်တွေဖြစ်ပါအမျိုးဘာသာသာသနာစောင့်ရှောက်တဲ့လုပ်ငန်းဟာလဲကြီးမားတဲ့ကုသိုလ်အလုပ်တွေဖြစ်ပါစီးပွားရှာတဲ့အခါမှာလဲမှန်ကန်တဲ့နည်းနဲ့စီးပွားရှာပြီးတော့
အများချမ်းသာဖို့အတွက်လောကီဆောင်ရွက်မှုဟာလည်းအများကောင်းကျိုးကိုဆောင်ရွက်ခြင်းဖြစ်ပါမေတ္တာတရားအခြေခံပြီးတော့စီးပွားရှာကြရမှာပေါ့အဲ့ဒီမှာစီးပွားဖြစ်ရုံတစ်ခုတည်းသာကြီးတတ်တဲ့ပုဂ္ဂိုလ်တွေဟာအဟိရိကမဟုတ်တဲ့အလုံးနဲ့အသက်မွေးရမှာမရှက်တဲ့ပုဂ္ဂိုလ်မျိုးသူစီဝန်အဟိရိကေကာကသူရေနဓန္တိနာကြီးရဲလို့လက်ရဲဆရဲရှိတဲ့ပုဂ္ဂိုလ်မျိုးတွေအသက်မွေးဝမ်းကြောင်းလွယ်တယ်သူတစ်ပါးဘုံကိုချိုးနှိမ်ပြီးတော့အထက်တက်လာတဲ့ပုဂ္ဂိုလ်တွေနော်အများကိုနင်းပြီးတော့တက်တယ်ဆိုတဲ့ပုဂ္ဂိုလ်မျိုးတွေအဲ့ဒါလို့တစ်ဖက်သားကိုပြက်လို့ပျက်စီးလုပ်ပြီးတော့မိမိရဲ့ကိုယ်ကျိုးကိုရှာတဲ့ပုဂ္ဂိုလ်မျိုးတွေအသက်မွေးဝမ်းကြောင်းအတွက်လဲတယ်သူများကောင်းတာတွေလှုပ်ထားတာကိုကိုယ်အလုပ်ရောင်ဆောင်ပြီးတော့သူများအလုပ်ကိုကိုယ်အလုပ်ဖြစ်အောင်ဟန်ဆောင်တတ်တဲ့ပုဂ္ဂိုလ်မျိုးတွေလည်းပဲအသက်မွေးဝမ်းကြောင်းလွယ်တယ်တဲ့ကြမ်းတမ်းတဲ့နှုတ်ချမ်းအာချမ်းရှိတဲ့ပုဂ္ဂိုလ်တွေဟာလည်းအသက်မွေးဝမ်းကြောင်းလွယ်တယ်နောက်ဆုံးမှာတန်ကိလေထေနညစ်ပတ်တဲ့နည်းမျိုးစုံနဲ့စီးပွားရှာတဲ့ပုဂ္ဂိုလ်တွေဟာလည်းပဲစီးပွားဖြစ်ကြတယ်လို့ဒါမြတ်စွာဘုရားဒီလိုဟောထားတယ်။ယန္တော်တော်ကိုဥတည်ပြီးတော့ဟောတာဖြစ်ပေမဲ့လို့လောကလူသားတွေဟာလည်းပဲဒီတိုင်းဖြစ်နေတယ်ဆိုတာသိတာထင်ရှားတယ်ပေါ့။အဲဒီမှာအသက်မွေးဝမ်းကြောင်းရှားပွေတဲ့အခါမှာခက်ခဲပြီးတော့ကြက်တဲတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေဟာဘယ်လိုပုဂ္ဂိုလ်မျိုးလဲလူတော်လူကောင်းတွေဟာမကောင်းတဲ့ခေတ်ကာလမှာလူတော်လူကောင်းတွေဟာနောက်ရောက်သွားတယ်အဲ့တော့နောက်ရောက်သွားလို့မကောင်းတဲ့အလုံးနဲ့ရှင်ပြန်ရမှာလားလို့ဆိုဒီလိုတော့မဟုတ်ဘူးရှင်ပြန်เสียမလို့ဘူးအေးမြတ်စွာဘုရားကဟိရိပတာစဒုစီဝံဒုစရိုက်တွေကိုရှက်တယ်မဟုတ်တာလောက်ရမှာရှက်တယ်ဆိုတဲ့ပုဂ္ဂိုလ်တွေဟာဒုစီဝအသက်မွေးဖို့ခက်တယ်တဲ့အသက်မွေးဝမ်းကြောင်းရှာဖွေတဲ့နေရာမှာသူများလို့လွယ်လွယ်ကူကူတော့ရမှာမဟုတ်ဘူးသို့တော့မရနိုင်ဘူးလို့ပြောတာမဟုတ်ဘူးမှန်မှန်ကန်ကန်ကြိုးစားအထောက်ချင်းဖြင့်တော့ရလာမှာပါပဲသက်မွေးဝမ်းကြောင်းနဲ့ပြည့်စုံလာမှာပဲဟိရိပတာစသူစီဝံဟိရိပတာစဒုစီဝံအဆက်ရှိတဲ့ပုဂ္ဂိုလ်တွေမကောင်းတာလုပ်ရမှာရှက်တတ်တဲ့ပုဂ္ဂိုလ်တွေဟာသက်မွေးဝမ်းကြောင်းခက်တယ်ဒါလို့ဆိုရပေါ့နော်အဲ့ဒီခက်တဲ့ပုဂ္ဂိုလ်တွေဟာနေဆံသူစိကဝေတိနောဘယ်တော့ဖြစ်ဖြစ်မဟုတ်တာမလုပ်ဘူးအမြဲတမ်းသူစိကဝေတိစင်ကြယ်မှုကိုရှာတယ်ဟုတ်တာနဲ့အသက်မမွေးဘူးမှန်ကန်တဲ့အရာနဲ့ဒါအသက်မွေးတယ်အဲ့ဒါလို့မှန်မှန်ကန်ကန်စင်စင်ကြယ်ကြယ်အသက်မွေးတဲ့ပုဂ္ဂိုလ်မျိုးတွေဟာအသက်မွေးမှုခက်ခဲတယ်စီးပွားမဖြစ်လွယ်ဘူးလို့ဒီလိုဆိုလိုတာနော်နောက်တစ်ခုကဘာလဲလို့ဆိုရင်အလီနေနကြွကြွဆာဆာအထောက်ရတယ်မကောင်းတဲ့အလုပ်နဲ့ပတ်သက်ပြီးတော့နောက်တွန့်တာမျိုးတွေမရှိဘူးအလီနတွန့်တွန့်ဆုံးနေမှုမရှိဘူးရေရောတဲ့သဘောတွေရှိတယ်အပက္ခပကြမ်းတမ်းတဲ့စိတ်နှလုံးမရှိဘူးကိုယ်မူရာနှုတ်မူရာမကြမ်းတမ်းမှုသိမ်မွေးတယ်မမှန်ကန်ကန်လုပ်တဲ့စိတ်တော်ရာကောင်းတယ်ဆိုတဲ့ပုဂ္ဂိုလ်မျိုးတွေဟာလေအသက်မွေးဝမ်းကြောင်းရှာဖွေတဲ့နေရာမှာအခက်ခဲရှိတယ်ဒီလိုဆိုလိုတာပေါ့နော်အခက်ခဲရှိတယ်သုဒ္ဓါဇီဝေနပတ္တတံကိုယ်သက်မွေးတဲ့လမ်းကြောင်းနဲ့ပတ်သက်လာလို့ရှိရင်စင်ကြယ်တန်ရှင်းတဲ့နိလန်းနဲ့ပဲအသက်မွေးတယ်အဲ့ဒီစင်ကြယ်တန်ရှင်းတဲ့ရိုးရိုးအေးအေးမှန်မှန်ကန်ကန်အသက်မွေးတဲ့ပုဂ္ဂိုလ်မျိုးတွေဟာဒုစီဝအသက်မွေးမှုခက်တယ်လို့ဒါမြတ်စွာဘုရားက
လောကရဲ့တဘာဝအခြေအနေတရားကိုဟောကြားအဲ့ဒီလိုဟောကြားတဲ့အခါမှာအတမွေးမှုလွယ်ခြင်းလို့ရှိရင်မဟုတ်တာလုံးကြလို့ပြောတာမဟုတ်ဘူးလောကကြီးရဲ့တဘာဝကိုရှင်းပြတာလောကကြီးမှာမဟုတ်တာလုံးတဲ့လူကကြီးပွားပြီးဟုတ်တာလုံးတဲ့ပုဂ္ဂိုလ်ကအောက်ကျနောက်ကျဖြစ်နေတယ်ဒီလိုဆိုလိုတာပေါ့အဲ့ဒါလောကကြီးရဲ့ကမောက်ကမဖြစ်နေပုံအခြေအနေကိုပြောပြအဲ့တော့လောကကြီးကဘယ်လိုပဲကမောက်ကမဖြစ်စေကမို့မဟုတ်တာလုံးလို့ကြီးပွားတဲ့ပုဂ္ဂိုလ်ဟာတခဏမြတာဖြစ်ပြီးတော့မှန်မှန်ကန်ကန်ကြီးပွားဖို့အတွက်ရုန်းကန်နေရတဲ့ပုဂ္ဂိုလ်ဟာရုန်းကန်နေရတော့လည်းပဲသူ့ဖို့မှာဒုက္ခကိုပင်လယ်ဝေစီတတ်တဲ့အကုသိုလ်တွေသူ့မှာမရှိဘူးမရှိသည့်အတွက်ကြောင့်သူခံရတဲ့ဒုက္ခဟာတခဏမြတာခံရတဲ့ဒုက္ခမျိုးသာဖြစ်တယ်ထာဝရကြတော့မေတ္တာစေတနာတွေအရင်ခံပြီးတော့လှုပ်သည့်အတွက်ကြောင့်အဘယဒါနမိမိပစ္စည်းကိုစားသုံးတဲ့ပုဂ္ဂိုလ်တွေဘေးကင်းကြပါစေစီဝိတဒါနမိမိပစ္စည်းကိုအသုံးပြုတဲ့ပုဂ္ဂိုလ်တွေအသက်ရှင်ကြပါစေဆိုတဲ့မေတ္တာအခြေခံတရားကြောင့်ဒီပုဂ္ဂိုလ်ဟာတဘဝတဲ့တဘဝမြင့်သွားဖို့သာရှိပါတယ်တခဏအနေအချင်းကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ခဲခဲရင်အသက်မွေးရတော့ဒီဘဝမှာနှိမ့်ကျတရားရောင်ရှိတော်လည်းပဲနောင်ဘဝအဆက်ဆက်မှာမြင့်သွားမဲ့ပုဂ္ဂိုလ်အေးမဟုတ်မတရားအသက်မွေးတဲ့ပုဂ္ဂိုလ်တွေကြတော့ဒီဘဝမှာလွန်နဲ့စီးပွားဥစ္စာတွေတိုးတက်လာပြီမဲ့လို့မကြခင်မှာပဲအကုသိုလ်တွေအကျိုးပေးလို့ဆင်းရဲဒုက္ခတွေထဲမှာနစ်မွန်းသွားနိုင်တယ်ဒီသဘောတရားကိုလည်းပဲဆင်ញင်သုံးသပ်ကြည့်ပြီးတော့ဘုန်းကြီးတို့တွေဟာဘုရားရဲ့တတိတာဝကတွေဖြစ်သည့်အားလျော်စွာယဟန်တန်ဃာတွေလည်းယဟန်တန်ဃာတွေအနေနဲ့လူအကြောင်းတွေလည်းလူအကြောင်းတွေအနေနဲ့မှန်ကန်တဲ့နည်းနဲ့အသက်မွေးကြဖို့ဟာအရေးကြီးတယ်ယဟန်တော်တွေအနေနဲ့ပြောမယ်ဆိုလို့ရှိရင်ဒီဒေသနာဟောပြောရခြင်းအကြောင်းရင်းဖြစ်တဲ့ယဟန်တော်တစ်ပါးဟာရှင်သာရိပုတ္တရာရဲ့တပိတာဝကတဦးဖြစ်တယ်သူ့ရဲ့အမည်နာမကိုသုလတာရီလို့ဖော်ပြထားတာရှိတယ်အဲ့ဒီသုလတာရီဆိုတဲ့ကိုတော်ဆေးပညာအတတ်ကလေးကိုတတ်တယ်တတ်သည့်အတွက်ကြောင့်မလုပ်လဲမကြမ်းပါတဲ့ပုဂ္ဂိုလ်တွေကိုပစ္စည်းရလို့မှုနဲ့ဆေးဘိုးဝါကယူပြီးတော့ဆေးကုတယ်ဆေးကုလို့ရလာတဲ့ပစ္စည်းဥစ္စာတွေနဲ့အသက်မွေးတယ်လူတွေဆိုလို့ရှိရင်ဆေးကုပြီးအသက်မွေးတာမကောင်းတဲ့အသက်မွေးမှုမဟုတ်ဘူးစိတ်ထားတတ်လို့ရှိရင်မြင့်မြတ်တဲ့အသက်မွေးမှုတောင်ဖြစ်တယ်သို့တော့ယဟန်တော်တွေအနေနဲ့ဆေးကုပြီးအသက်မွေးပြီဆိုလို့ရှိရင်မမှန်ကန်တဲ့အသက်မွေးမှုလို့ဒီလိုခေါ်တယ်မိစ္ဆာအာဇီဝမှားရတဲ့အသက်မွေးမှုလို့ပြောတာယဟန်တန်ဃာတွေရဲ့အသက်မွေးမှုဟာတအိတစုံဆုံးခံပြီးတော့ရလာတဲ့အစာအာဟာရပေါ်မှာမိကိုပြီးတော့အသက်မွေးတာဒကာဒကမတွေတရားစစ်နဲ့လှူတဲ့အလှူဒါနကိုအလှူခံပြီးတော့အသက်မွေးတာဒါယဟန်တော်တွေပုတ်ဒီဖြစ်မှန်ကန်တဲ့အသက်မွေးမှုတမ္မာအာဇီဝလို့ခေါ်တယ်အဲ့ဒါလို့မဟုတ်ဘဲနဲ့ဆေးကုလို့ယောဂဝေဒနာပျောက်သွားတဲ့ဒကာဒကမတွေကကျေးဇူးတင်ပြီးတော့ကျောင်းဆောင်လှူတယ်သင်္ကန်းလှူတယ်ဆွမ်းကွမ်းတွေလှူတယ်ဆိုတဲ့ဒီလိုသူ့ရဲ့လှူဒန်းမှုတွေကျောင်းဆောင်လှူတာလဲတရားနဲ့မဟုတ်ဘူးဆေးကုပေးလို့လှူတာသင်္ကန်းလှူတာလဲတရားနဲ့လှူတာမဟုတ်ဘူးဆေးကုပေးတယ်ဆိုတဲ့အကြောင်းကြောင့်လှူတယ်တခြားပစ္စည်းတွေလှူတယ်ဆိုတာလဲပဲဆေးကုပေးတယ်ဆိုတဲ့အနေထားနဲ့လှူတာတရားနဲ့လှူတာမဟုတ်ဘူးကံကံရဲ့အကျိုးကိုယုံကြည်လို့လှူတဲ့အလှူကမှတရားနဲ့လှူတယ်လို့ဒီလိုဆိုလို့လေအေးတရားတော်ရဲ့တရားတရားဟာပျက်စီးသွားတယ်လို့ဒီလိုဆိုတယ်အဲ့ဒါလို့ဆေးကုခြင်းဘေးရင်ဟောခြင်းတခြားနိလန်းတွေနဲ့ဘုန်းကြီးတွေစီးပွားရှာမယ်ဆိုလို့ရှိရင်မှားယွင်းတဲ့စီးပွားရှာနည်း
Something Chong says Pisilibaha, Mankan no land, Nilan Yadene, Mankan Nilan Movene, Segujin, the Garawari, Miao Pin, Ponden Sasanye, Majino Gino, Lochin, Beren Hojin Sare, Nidine, Yala, Pisidia, Boda, Patikota, Yasavia, Korenga, Sasode. ဒီနည်းနဲ့အသက်မွေးတာဟာရဟန်းတော်တွေအတွက်မှားယွင်းတဲ့အသက်မွေးမှုဖြစ်တယ်ပေါ့အဲ့ဒီလိုအသက်မွေးတဲ့ပုဂ္ဂိုလ်ဟာဘယ်လိုပုဂ္ဂိုလ်မျိုးလို့ဆိုအဟိရိကဒုစရိုက်နဲ့အသက်မွေးရမှာမရှက်တဲ့ပုဂ္ဂိုလ်မျိုးဖြစ်တယ်ပေါ့အဲ့ဒီပုဂ္ဂိုလ်မျိုးတွေဖြစ်လာလို့ရှိရင်ဒါကဒီယဟန်အတွက်နစ်မွန်းဖို့ပဲဖြစ်တယ်ပေါ့ထို့တူပဲလောကမှာလူတွေမမမကန်နဲ့နီးနဲ့စီးပွားရှာပြီဆိုလို့ရှိရင်ခိုးခြင်း25ပါးတဲ့အပါဝင်ဖြစ်တဲ့အဋ္ဌိဏဒါနတွင်တွင်ကြီးလုံးနေသည့်အတွက်ကြောင့်ထိုပုဂ္ဂိုလ်ရဲ့စီးပွားတက်မှုသည်မှန်ကန်တဲ့နီးလန်းနဲ့စီးပွားတက်လာတာမဟုတ်ဘူးတမ္မာအာဇီဝမဟုတ်ဘူးမိစ္ဆာအာဇီဝနဲ့စီးပွားရှာတာဖြစ်တော့ကြောင့်နေ့စဉ်နဲ့အများအကုသိုလ်တွေပဲရနေတယ်စီးပွားရှာတာကိုအကြောင်းပြုပြီးတော့အကုသိုလ်တွေဖြစ်နေဒီလိုဆိုတာပေါ့နော်အဲ့တော့ရှင်သာရိပုတ္တရာရဲ့တပည့်တစ်ပါးဖြစ်တဲ့သုလသာရီဆိုတဲ့ကိုတော့ဆေးကုပြီးတော့တရားဓမ္မတွေကကြီးညိုလို့ဆွမ်းကောင်းကောင်းလှူတဲ့အခါမှာရှင်သာရိပုတ္တရာကိုသွားလှူတဲ့အဗဒံကောင်းမြတ်တဲ့တန်ဖိုးကြီးတဲ့အရသာရှိတဲ့အစာအာဟာရကိုရှင်သာရိပုတ္တရာလှူပြီးတော့ဘာပြောတော့ဆိုဒီမွန်မြတ်တဲ့ဘောဇင်ဟာသူဆေးကုလို့ရတာဖြစ်တယ်ပေါ့အရှင်ဘုရားကိုတပည့်တော်ကြီးညိုတယ်လေးစားတယ်ဒါကြောင့်မို့လို့တစ်သက်လုံးတပည့်တော်ကဆေးကုပြီးတော့လှုပ်ကြွေးပါမယ်လို့ရှင်သာရိပုတ္တရာကသူကလျှောက်တယ်ရှင်သာရိပုတ္တရာကကောင်းတယ်ဆိုတယ်မပြောတော့ဘူးသူ့ကိုအဖက်လုပ်ပြီးတော့တောင်းစကားမပြောတော့ဘဲနဲ့ဘယ်အရာကိုမှငဲကွက်ခြင်းမရှိစွန့်ပစ်ပြီးတော့ရှင်သာရိပုတ္တရာမထေရဗျာဆွမ်းကံမဲ့ကြွသွားတယ်သူပြောတာတွေတခုမှလက်မခံဘူးဒီလိုဆိုလိုတာပေါ့နော်ရှေးကရဟန်းတော်ကြီးတွေဆိုတာစင်ကြယ်တန်ရှင်းတဲ့ပစ္စည်းလေးပါးကိုသာသုံးစွဲနေရှိတယ်အင်မတန်မှဆင်ញင်တတ်တယ်မမကန်နဲ့နီးနဲ့ရလာပြီဆိုလို့ရှိရင်လုံးဝလက်ခံလို့မရှိဘူးတခါတော့ကရှင်သာရိပုတ္တရာမထေရတောထဲမှာနေရနေပြီးတော့လေနာယောဂထတော့အတူနေပဲဖြစ်တဲ့ရှင်မောက္ကလရဲ့အရှင်ဘုရားလေနာယောဂဘာလဲပျောက်တုံးဆိုအိမ်မှာနေတော့ကတော့တဲ့မေတော်ကြီးကလို့ရာကူလေးချက်အဲ့ဒီထဲမှာတကားကလေးခတ်ပြီးအချိုကလေးလှုပ်ပြီးတော့ကျွေးဘူးတယ်အဲ့ဒါနဲ့ပဲဒီလေနာယောဂပျောက်ဘူးတယ်ပေါ့လောကနာသမင်းလေးချက်ပြီးတော့တကားကလေးခတ်ထားတဲ့ထည့်ထားတဲ့အဲ့ဒီချိုချိုလေးတောက်လိုက်ရလို့ရှိရင်ဖြစ်ဒေါဂဝေဒနာတွေလေနာယောဂတွေပျောက်သွားဘူးတယ်လို့နှစ်ပါးဒီလိုပြောကြအဲ့ဒါလို့ပြောတော့ရှင်မောက္ကလံကလက်ဖြင့်ကသူဆုံးခံသွားလို့အရှင်ဘုရားဘုံကံကြီးလို့ရှင်တော့ရလာမှာပဲလို့လူပြောပြီးတော့ရှင်မောက္ကလံဆုံးခံသွားနှစ်ပါးညတိုးတိုးပြောတာကိုဘယ်သူကကြားလဲလို့ဆိုရင်သူတို့နိဗ္ဗာန်မှာရှိတယ်ဘုံမစိုးယုတ်ကစိုးနာကကြားသွားတဲ့အခါဘာလို့တုံးဆိုလို့ရှိရင်ရှင်သာရိပုတ္တရာကိုကြည်ညိုတဲ့တခါအိမ်သွားပြီးတော့ကလေးကိုဝင်ပူးတယ်ဝင်ပူးပြီးတော့နတ်ပူးနေတဲ့အခါကျတော့နတ်မေးတဲ့လူကမေးတယ်ပေါ့ဘာဖြစ်လို့ပူးတာလဲဆိုဘာဖြစ်လို့ပူးတာတော့ဘာလုပ်လို့ရှိရင်จิตနမတော်ဆိုတဲ့အခါမှာကျတော့မနေ့ရှင်သာရိပုတ္တရာအတွက်ဒုက္ခနာချက်ပြီးတော့တကားကလေးခတ်ပြီးတဲ့အစာကိုလှူမယ်ဆိုလို့ရှိရင်ဒီကလေးပူးနေတာကိုကျွတ်လို့စီမယ်ပျောက်စီမယ်လို့ဒီလိုပြောပြီးတော့နတ်ကထွက်သွားအဲ့ဒီမှာလူတွေကလည်းရှင်သာရိပုတ္တရာဆိုတာတို့အိမ်မှာအမြဲတမ်းဆွမ်းခံကြွတယ်မထေရမြတ်ဖြစ်တယ်
မြဲတမ်းလှူဒန်းနေတာဒါဝန်မလေးဘူးလို့ဆိုပြီးတော့ဒီအစားအစာကိုကျွတ်တင်ပြီးတော့လှုပ်ထားကြမနေ့ကျတော့ရှင်မောကလန်လဲကြွလာရောရှင်မောကလန်ကိုလှူတယ်ရှင်မောကလန်ကတ်တော့ရှင်မောကလန်ကယူသွားမလို့လို့တော့ရှင်ဘုရားနောက်ထပ်လှူလိုက်ပါမယ်အခုဟာကိုဖုံးပေးပါလို့ဆိုရှင်မောကလန်အဲ့ဒီမှာဖုံးပေးရှင်သာရိပုတ္တရာအတွက်တသပိတ်ထည့်ပြီးတော့လှူလိုက်တယ်အဲ့ဒီရှင်သာရိပုတ္တရာအတွက်တသပိတ်ထည့်ပြီးတော့လှူတော့ရှင်မောကလန်ကအဲ့ဒီတပိတ်ကိုယူသွားပြီးရှင်သာရိပုတ္တရာကိုငါရှင်သာရိပုတ္တရာသင်ယောဂနဲ့တွေ့တဲ့တဲ့ဟောဒီအစာကိုရခဲ့ပြီဆိုပြီးတော့ရှင်သာရိပုတ္တရာကိုကမ်းလှမ်းပြီးတော့ပေးတဲ့အခါရှင်သာရိပုတ္တရာကစဉ်းစားတယ်လွယ်လှကြည်လားဘယ်လိုနည်းနဲ့ရလာတာပါလဲရှင်မောကလန်ပေါ်မှာတန်တရားဖြစ်လို့စဉ်းစားတာမဟုတ်ဘူးတို့ညာကပြောထားတဲ့ဟာအတိုင်းရနေပါလားဘာကြောင့်ဒီလိုဖြစ်ရတာတော့လို့ကြည့်တဲ့အခါကျညကနတ်ကဝင်ပူးပြီးတော့ပြောသွားတာဟုတ်ရှင်သာရိပုတ္တရာကတွေးလိုက်ရတယ်တွေးလိုက်တာနဲ့တပြိုင်နက်ရှင်မောကလန်ကိုပြောတယ်ငါရှင်မောကလန်ဒီအစာဟာမစင်ကြယ်ဘူးလို့ပြောလိုက်မစားတတ်ဘူးအဲ့လိုလဲပြောလိုက်ရောရှင်မောကလန်ကတပိတ်ကိုယူပြီးတော့တုံပြစ်လိုက်တယ်ချက်ချင်းရှင်မောကလန်ဆိုတာစိတ်ကလည်းခတ်ဆက်ဆက်နော်မစားလိုက်ဘူးလို့ပြောလိုက်တာနဲ့ချက်ချင်းတုံပလိုက်တယ်အဲ့ဒီမှာရှင်သာရိပုတ္တရာကဘာပြောတော့ဆိုရင်သူဝမ်းပိုက်ထဲမှာရှိတဲ့ဥရိဟာလေနာယောဂါကြောင့်ပြတ်ချင်ပြတ်ထွက်ပါစေအခုလို့မတန်ရှင်းတဲ့အစာအာဟာရမျိုးကို तू မစားပါဘူးလို့မစင်ကြယ်တဲ့အရာမျိုးကို तू လက်မခံပါဘူးလို့ရှင်သာရိပုတ္တရာကမိတ်ရှိတယ်ရှင်မောကလန်ကလည်းတပိတ်ထဲကဒုက္ခနာတွေတုံလဲပြစ်လိုက်ရောတပိတ်ထဲကဟာတွေမြေကြီးပေါ်လဲကျလိုက်ရောရှင်သာရိပုတ္တရာမှာဖြစ်နေတဲ့လေနာယောဂါဟာလည်းပျောက်သွားတယ်ဒီလိုမှတ်တမ်းကလေးတစ်ခုရှိတယ်နော်အဲ့တော့ယဟန်တော်တွေဆိုတာအင်္ဂမတန်ရှင်းစင်ကြယ်တဲ့အစာအာဟာရမျိုးတန်ရှင်းစင်ကြယ်တဲ့ပစ္စည်းမျိုးကိုသာသုံးစွဲလေးရှိကြတယ်အဲ့ဒီလိုမဟုတ်ဘဲနဲ့မိစ္ဆာအာဇီဝနည်းနဲ့ရလာတာဆိုရင်လုံးဝရှောင်ကျဉ်ကြတယ်အေးထို့တူပဲဘုရားဘာသာဝင်သူတော်စင်တွေအနေနဲ့လည်းပဲမိမိတို့စီးပွားရေးလုပ်ကြတဲ့အခါမှာကောင်းရောင်းကောင်းဝယ်လုပ်ပြီးတော့မှန်မှန်ကန်ကန်ပစ္စည်းမျိုးနဲ့သာအယောင်းဝယ်ပြုတဲ့နေအဲ့ဒါလိုအယောင်းဝယ်ပြုခြင်းအဖြစ်မိမိပစ္စည်းကိုအသုံးပြုကြတဲ့ပုဂ္ဂိုလ်တွေယောဂဝေဒနာမှခင်းရှင်းကြပါစေအသက်ရှည်ကြပါစေဘေးရန်အန္တရာယ်ကြမှခင်းရှင်းကြပါစေလို့ဒီလိုမေတ္တာတရားရှေ့ထားပြီးတော့ဆောင်ရွက်လုပ်ကြမယ်မှန်မှန်ကန်ကန်ပဲရောင်းနေဝယ်တယ်ဆေးဝါးအတုတွေမလုပ်ဘူးအစားအစာထဲမှာအန္တရာယ်ရှိတာတွေမထည့်ဘူးမှန်မှန်ကန်ကန်ကော်ဖီမစ်ဆိုလဲကော်ဖီပဲထည့်တယ်မဟုတ်တဲ့ဟာတွေမထည့်ဘူးဒီလိုပေါ့လေဗမာပြည်မှာကမဟုတ်တာတွေကအကုန်တော်တော်များတယ်ဖရဲသီးတောင်မှပဲဆေးစလိုင်းသွင်းနဲ့အပ်နဲ့ချိတ်ပြီးတော့ချိုအောင်လို့ကြည့်လိုက်လို့ရှိရင်ရဲနေအောင်လို့ဒီလိုလုပ်ထားတာအဲ့လိုလုပ်ထားတယ်ဆိုတာလေကြားနေကြရတယ်ပေါ့ဘယ်စားစာပဲဖြစ်ဖြစ်မမမကန်နာတွေလူကြိုက်အောင်အယောင်ဆောင်ပြီးတော့မချိုတာကိုချိုတယ်ထင်အောင်မလှတာကိုလှတယ်ထင်အောင်ပြုပြင်ထိမ့်သိမ့်ပြီးဆေးတွေလိမ့်ပြီးတော့အစားအစာတွေလုပ်ပြီးတော့နေအန္တရာယ်ရှိမှန်းသိရင်တော့မလုပ်သင့်ကြဘူးရှောင်သင့်ကြတယ်ပေါ့အေးအဲ့လိုမရှောင်မဲနဲ့ဆက်ပြီးတော့လုပ်နေမယ်တိတိကြီးလုပ်မယ်ဆိုလို့ရှိရင်တော့ခေါဏကမေတ္တာတွေပျက်စီးလာတဲ့အတွက်ကြောင့်မိမိတို့ကိုယ်တိုင်ဟာခိုးခြင်း25ပါးတဲ့အပါဝင်နဲ့အရိဏဒါနကံကြီးကိုကျွလွန်ပြီးတော့လူတွေဒုက္ခရောက်အောင်လုပ်နေတယ်လို့ဆိုတဲ့ပြစ်မှုနဲ့အကုသိုလ်တရားတွေဟာကိုယ်တဏ္ဍာမှာဖြစ်စည်းနှိမ့်ဆက်လာမှာပဲဖြစ်တယ်ပေါ့လူဘဝရရှိလာတဲ့အခါသမုဒ္ဒရာဝန္တထွာဖြစ်ခြင်းတဲ့အချိန်အစာအာဟာရအနေနဲ့
ရှားဝေဖြစ်တင်းယုံနာဖြစ်တင်းတဲ့ပေါ့အကုသိုလ်ဆိုတဲ့အမှုတွေကိုအသုံးပြုပြီးတော့မိမိတဏ္ဍာမှာဒုက္ခရောက်စေနိုင်တဲ့အကုသိုလ်တရားတွေကိုတော့မဖြစ်တင်းနဲ့ဘူးဒါကြောင့်မို့ဘုရားရဲ့အဆုံးအမကြည်ညိုလေးစားပြီးတော့အားထားကြတဲ့ဘုရားဗန္ဒဝင်သူတော်ရှင်များသည်သိစ္စာအာဇီဝမှန်သမျှမှရှောင်တင်ရပြီးသမ္မာအာဇီဝနဲ့အသက်မွေးကြဖို့အမှန်တမ်းကောင်းတယ်ဆိုတာကိုနာယူမှတ်သားပြီးသမ္မာအာဇီဝဆိုတာမဂ္ဂင်၈ပါးထဲမှာသီလမဂ္ဂင်ထဲမှာပါဝင်တဲ့တရားမြတ်ဖြစ်သည့်အတွက်ကြောင့်နိဗ္ဗာန်ကိုသွားရောက်တဲ့အခါမှာအရေးပါတဲ့နေရာကရှိတယ်ဆိုတာကိုယ်စီသဘောကျပြီးသမ္မာအာဇီဝဖြင့်အသက်မွေးနိုင်အောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းတွေ့အောင်တတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံဝိညာဉ်ကြပါစေမေတ္တာရေချမ်းသုံးငါဖြံဝိညာဉ်ကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာဒုရဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာဒုရဆန္ဒပြည့်ပါစေဘောလန္တာဒုက္ခပင်္ဂစာမေတ္တာပုံနေတုသင်္ကမမနောတရတိတဗေတံပဝါယန္တုဒုက္ခနကမေတ္တာပုံနေတုသင်္ကမစုပေါင်းပုအပ်မေတ္တာတဟုရောင်ပြူပါဝင်ဝေလာမင်းနှင့်ရောင်ကြီးရှဲယုံပေါင်းဆောင်ရခြင်းကြောင့်သဗ္ဗေတံကျွမ်းမဲ့ဥတ္တုံလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြင်များဖြူစင်အေးကြည်လင်းသည့်ရေစင်ပြည့်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်သာစင်ထာဝရအေးမြကြည်သာသာယာပွင့်လန်းချမ်းသာဒုက္ခဒီဟုသောကုမုဒ္ဒရာကြပါတို့သည်ဖုံးလန္တာဝန္တာရှင်မြူဝမုံလူလျက်ကြည်နုဝဲကြုံဖုပွင့်ညကုန်သည်ဖြစ်၍ဒုက္ခန္တကလေးအောင်လေးတဲ့ရောရှက်တင်ပြန့်ပိတိတိဟုသောယနံတို့သည်ဘဝယံတုကောင်းစွာမသိကြံရန်၍နေကြပါစေကုန်သတည်း